ကိုးကွယ်ခြင်းအစစ် authentic worship ကျွန်တော်ခံယူထားတဲ့ချီးမွမ်းကိုးကွယ်ခြင်းဆိုတာကိုယ့်ရဲ့စန္ဒခံစားချက်ဖြစ်ချင်တာတွေကိုဗဟိုပြုပြီးကိုးကွယ်တာမျိုးမဟုတ်ပဲဖျားရဲ့အဖြစ်တော်သူဘသူလဲဆိုတာညွှန်ပြခြင်းနဲ့ဖျားလုပ်ပေးသောကျေးဇူးတော်ကိုဗဟိုပြုခြင်းဖြစ်ပါတယ်တခြင်းအဖြစ်ဒီဆိုချီးမွမ်းတဲ့ကဏ္ဍမှာလည်းတတိထားဖို့လိုလာတယ်လို့ဒီနောက်ပိုင်းမှာပို့ပြီးခံစားမိပါတယ် prophetic song လို့ခေါ်တဲ့ဖျားပြုမဲ့အရာကိုဒီဆိုချီးမွမ်းခြင်းဝန်ခံခြင်းဆိုတာကိုလက်ခံပါတယ်လိုအပ်တဲ့အချိန်လည်းရှိပါတယ်ဒါပေမဲ့မတိလိုက်တဲ့အချိန်မှာကိုဖြစ်ချင်တာတိမ့်ပိုက်ချင်တာအောင်မြင်ချင်တာတွေကိုပို့ပြီးဗဟိုပြုမိတာများလာတဲ့အတွက်များသောအားဖြင့်တော့ဖျားကိုညွှန်ပြတော့ဗဟိုပြုတော့တခြင်းများများဆိုခြင်းကသာပို့ပြီးကောင်းတယ်လို့လည်းခံစားမိပါတယ်မကြခင်ကတွားရောက်ဖြစ်ခဲ့တဲ့ Battle Worship အဖွဲ့ရဲ့အစီအစဉ်မှာကျွန်တော်ရဲ့ခံယူချက်နဲ့ကိုက်ညီတယ်လို့ခံစားရတာကတော့သူတို့ဆိုသွားတဲ့အစအဆုံးအစီအစဉ်တစ်ခုလုံးဟာယေရှုရဲ့အသွေးတော်နဲ့လှုပ်ဆောင်ပေးသောဂျေဇုတော်ကိုဗဟိုပြုခြင်းနဲ့အစပြုခဲ့ပြီးအဆုံးမှာတော့ဖခင်ရဲ့အဖြစ်တော်နဲ့ဘုန်းတော်ကိုရည်ညွှန်းတဲ့သခြင်းတွေပဲဆိုသွားကြတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီနောက်ပိုင်းပို့ပြီးကြားရတာများလာတယ်ငါဘလို့အောင်မြင်မယ်ငါဘလို့သိမ့်ပိုက်မယ်အရှိမငါဘလို့တွေထိအောင်မယ်ဆိုတဲ့ရည်ညွှန်းတဲ့သခြင်းမျိုးမပါဘူးလို့ပြောရင်တော့မမလောက်အောင်လူဖက်ကိုဗဟိုပြုတာမျိုးအယံနေပါရဲ့အယုတ်ဆုံးဆုံးဖျားပေးတဲ့အနာဂတ်အတွက်ယူပါယုံတို့ prophetic song လို့ပြောလို့ရမယ်တခြင်းမျိုးတောင်မပါသလောက်ချက်ခဲ့ပြီးအစီအစဉ်တစ်ခုလုံးရဲ့ direction ညွှန်ပြရဟာအထက်ကိုသာဖျားကိုသာချစ်တဲ့အတွက်မျက်မှောက်တော်လေထူးအားလေထူထပ်စွာခံစားရတယ်လို့ခံစားချက်တွေကိုယ့်ရဲ့စန္ဒတွေထက်ဖျားရဲ့အဖြစ်တော်ဘုန်းတော်ကအပြည့်ရေးရယူခဲ့တဲ့အခိုက်အတန့်ကိုအားလုံးခံစားခဲ့ကြရပါတယ် prophetic song ဒီမရေးရဘူးမဆိုရဘူးမဟုတ်ပါဘူးကျွန်တော်လည်းအခါအိုးလို့ဆိုဖျားဖွင့်ပြတဲ့အခါရေးပါတယ်ဆိုပါတယ်ဒါပေမဲ့အစီအစဉ်တစ်ခုလုံးရဲ့ညွှန်ပြရာ direction နဲ့ဆိုသမျှတခြင်းအားလုံးဒီမှာဟာဖျားထက်ကိုဗဟိုပြုတဲ့တခြင်းတွေပဲဖြစ်နေရင်တော့ဆင်ခြင်တဲ့တယ်လို့ညင်မိပါတယ်ကျွန်တော်ခံယူထားတဲ့စစ်မှန်တဲ့ကိုယ်ွယ်ခြင်းဆိုလားဖျားကိုသာရည်ညွှန်းပြီးသူ့ကိုယ်သာဗဟိုပြုကိုယ်ွယ်ခြင်းဖြစ်ပါတယ်မေတ္တာဖြင့်စံပြီး